ဒိုင်တွေရဲ့အမှတ်ပေးစင်းရဲမှာအမြင့်ဆုံးဖြစ်ခဲ့ပေမဲ့ဒုတိယအမှတ်အနည်းဆုံးဖြစ်တဲ့ WBF ကိုမကျော်နိုင်ခဲ့တဲ့ JK Sophia ကချင်တိုင်းရင်းသူလေးဖြစ်တဲ့ JK Sophia ဟာမြန်မာစတားတချင်းဆိုပြိုင်ပွဲကြီးရဲ့ထူးချွန်တဲ့ပြိုင်ပွဲဝင်တဦးဖြစ်ပြီးအဆိုတစ်ခုတည်းသာမကအပတ်စဉ်အကများနဲ့တွဲဖက်ဖျော်ဖြေခဲ့တဲ့တဦးတည်းသောဘတ်စုံတော်တဲ့ကချင်တိုင်းရင်းသူလေးဖြစ်ပါတယ်ပရိသတ်ကိုအဆိုက performance တွေနဲ့တမူထူးခြားစွာဖျော်ဖြေပေးနိုင်တာကြောင့်လူကြိုက်များပြီးပရိသတ်ခိုင်မာရရှိထားသူလေးဖြစ်တာကြောင့် JK ကိုတော့ top 1 to 3မှန်းထားကြပါတယ်ကံကောင်းစွာနဲ့ပဲ top 4ရွေးချယ်တဲ့အပတ်မှာဒိုင်အမှတ်အများဆုံးနံပါတ်1ရရှိခဲ့ပေမဲ့ဒိုင်တွေပေးမဲ့ဒုတိယအနည်းဆုံးဖြစ်တဲ့ဝေဘီကိုတော့မကျော်နိုင်ခဲ့ပါဘူးဝေဘီဟာပွဲစဉ်အစ top 15အပတ်မှာကတည်းကခဏတချင်းနဲ့အမားအများဆုံးလုပ်ခဲ့ပေမဲ့ပရိသတ်ဗုတ်နဲ့ပြန်တက်လာသူဖြစ်ပြီးဗုတ်တင်တောင်းတင်းမှုကြောင့်အခုချိန်ထိနေရာရနေဆဲဖြစ်ပါတယ်ကချင်တိုင်းရင်းသူလေး JK Sophia အတွက်နှမျောသလိုနောက်ဆုံးအပတ် Grand Final Week မှာရောကျော်ဦးနန်းနီတို့နှစ်ဦးနဲ့ဖလားလူရမဲ့သူဟာဝေပြီးများဖြစ်နေမလားသုံးသပ်မိပါတယ်လီလီဆယ်ပရိသတ်ကြီးတို့ရောဘယ်သူဝင်တာဖြစ်မယ်ထင်ပါသလဲ JK Sophia လေးအတွက်လည်းအားပေးစကားတွေပြောခဲ့ပါအောင်ခင်ဗျာ